အရန်ကိုလွယ်ကူရိုးရှိတဲ့ပဇွန်တန်မူရာကြော်လေးလှုပ်ရှားဖြစ်တော့သူ့ရဲ့လုံနီးလေးကိုကျွန်တော်ပြန်လဲမျှဝေပေးတော့မှာဖြစ်ပါတယ်။မုံနှစ်လေးနဲ့ကြော်တဲ့လုံနီးလေးနဲ့ကတ်ကြော်မုံခေါ်မုံကျွတ်လေးနဲ့ကတ်ပြီးကြော်တဲ့လုံနီးနှစ်မျိုးလုံးကိုကျွန်တော်ပြန်လဲမျှဝေပေးတော့မှာဖြစ်ပါတယ်။လောရတာအရန်လွယ်ကူရိုးရှင်းတော့အင်္ဂါတတမီမီလေးနဲ့ကြိုက်တဲ့ပဇွန်တန်မူရာကြော်နီးလေးဖြစ်ပါတယ်ဗျာ။အရင်ဆုံးကျွန်တော်တို့ဈေးကြောတန့်ရှင်းပြီးသားတဲ့ပဇွန်လေးသူ့ရဲ့ကြော်ရိုးလေးကိုကျွန်တော်တို့ထုတ်ရမှာဖြစ်ပါတယ်ခုလိုမျိုးတွားကြောတုတ်တန်လေးနဲ့သူ့ရဲ့အမီးပိုင်းကနေပြီးတော့ကျွန်တော်ဖောက်ပြီးတော့ကြော်ရိုးကအညစ်အကြေးလေးဆွဲထုတ်မှာဖြစ်ပါတယ်ပြီးတော့သူ့ရဲ့1 byte ဓာလေးကိုဓာလေးနဲ့မွန်းပေးရမှာဖြစ်ပါတယ်မပြတ်သွားပါဘူးပြတ်သွားလို့မရပါဘူးဓာလေးနဲ့ပပလေးမွန်းထားပေးရမှာဖြစ်ပါတယ်ဓာလေးနဲ့မှုရတဲ့အကြောင်းရင်းကကျွန်တော်ပဇွန်လေးကိုဖြောင်းသွားအောင်ပါမမုန်းဘူးဆိုရင်ပဇွန်ကကိုကြီးဖြစ်နေမှာပါကျွန်တော်ပဇွန်ကိုဖြောင်းလေးနဲ့ရအောင်ကြော်မှာဖြစ်ပါတယ်ပြီးရင်အရသာတော့ကျွန်တော်စားနေငယ်နဲ့ငရုတ်ကောင်းပုံနေငယ်ထည့်ပြီးပဇွန်လေးတွေကိုနှက်ထားပြရမှာဖြစ်ပါတယ်။ဒါလေးကတော့အထူးထုံးကြုံလေးဖြစ်ပါတယ်။ကြုံမုံလေးတွေနဲ့ပဇွန်လေးကိုကျွန်တော်သေချာလေးလူပေးပါပြီးရင်အပေါ်ကနေကျွန်တော်တို့ဖိပြီးလက်ကလေးနှစ်ချောင်းနဲ့ဖိပေးပါပဇွန်လေးကိုအကျော်လေးကိုဆွဲဆန့်တော့ပဇွန်လေးကရှည်လာမှာဖြစ်ပါတယ်။ငကိုမူရင်းရှိတဲ့အတိုင်းပို့ပြီးရှည်လာမှာဖြစ်ပါတယ်။ကြုံမုံလေးလူပြီးမှကျွန်တော်တို့လက်နှစ်ချောင်းလေးနဲ့ဖိပေးပါအရင်ကြီးလည်းမဖိပါနဲ့ဖိလိုက်ပြီဆိုရင်ပဇွန်လေးကပြတ်တက်သွားပါတယ်ဖိနှိပ်ပြီးတော့ပဇွန်လေးအဲ့လိုမျိုးရှည်လမျောလေးဖြစ်လာအောင်လုပ်ပြရမှာဖြစ်ပါတယ်ဒါမုံလေးလုပ်ဖို့အတွက်ကျွန်တော်တို့အထွေထွေတုံးကြုံမုံလေးထည့်ပါမယ်ပြီးရင် baking soda အမှုန်လေးအနည်းငယ်ထည့်ပါမယ်ပြီးရင်ကျွန်တော်ရေအေးလေးသုံးပါမယ်ရေအေးလေးဖြစ်ကောင်းပါလေဗျာရေလေးထည့်ပြီးကျွန်တော်တို့မှွေပေးပါမယ်ပြီးရင်ကြက်ဥလေးထည့်ပါမယ်မိမိအိမ်ကလုပ်တဲ့မုံနစ်အနေများပေါ်မူပြီးတော့ကြက်ဥကတဝက်ကနေတစ်လုံးလေးတစ်လုံးရပါတယ်ပြီးရင်ကျွန်တော်အရသာတွေစားနဲ့ညူကောင်းမုံလေးထည့်ပါမယ်ပြီးအားလုံးနှံ့ဆက်အောင်တေချာလေးမှွေပေးလိုက်ပါဒါဆိုရင်မုံအနစ်လေးရပါတယ်ကျွန်တော်တို့ပစုံကိုကြော်ဖို့လုပ်ဖို့အတွက်မုံအနစ်လေးပါစီလေးပူလာပြီဆိုရင်ခုနကကျွန်တော်တို့ပစုံလေးတွေကိုမုံနစ်ထဲမှာနေပြီးတော့ကျွန်တော်တို့အရင်ဆုံးမုံနစ်လေးအဆက်ဆက်လေးဖြစ်တော့ထည့်ပေးရမှာဖြစ်ပါတယ်မုံနစ်အဆက်ဆက်လေးအပေါ်စီပေါ်လာပြီဆိုတော့မှပဇွန်လေးကိုထည့်မှာဖြစ်တယ်အဲပဇွန်လေးတွေကလည်းခုနကျွန်တော်မုံနစ်လေးတွေပဇွန်လေးမှာလာကတ်အောင်လုပ်အောင်ဖြစ်ပါတယ်အဲ့ဒါမှပန်းခတ်ပုံစံလေးဖြစ်ပြီးတော့ကျွတ်လေးနဲ့စားလို့ကောင်းပါပါမုံနစ်လေးအရင်ထည့်လိုက်ပါမုံနစ်လေးအပေါ်လာပြီဆိုတော့မှကျွန်တော်ပဇွန်လေးနဲ့လိုက်ကတ်ပေးရမှာဖြစ်တယ်မုံနစ်ခဲလေးတွေပဇွန်မှာများကတ်နေကောင်းလေးပါပဲအဲ့ဒါမှတော့ကျွတ်လေးဖြစ်မှာဖြစ်ပါတယ်ကျွန်တော်တို့ကြော်တဲ့ချိန်မှာပဇွန်လေးကရွှေရောင်လေးတွေတန်းလာပြီဆိုရင်ခုလိုနေထားလေးဆိုရင်ရပါပြီဗျာရလာတဲ့ပဇွန်လေးတွေကိုကျွန်တော်တို့အေးခံထားပြီးမှအကံများလေးထဲမှာလာဆင်ထားလို့ရပါတယ်ဒီကြော်နီးကတကြာကြီးတော့ကျွတ်တော့မကျွတ်ပါဘူးသူကပူနွေးချိန်လုံးမှာမုံနဲ့ကျွတ်ပါတယ် AY မကျွတ်တော့ပါဘူးဒါနောက်တစ်နည်းလုပ်ပြပါမယ်ဒါကတ်ကြော်မုံလို့လည်းခေါ်ပါတယ်မုံကျွတ်လို့လည်းခေါ်ပါတယ်ကျွန်တော်တော့ bread crumb လို့ပဲခေါ်ပါမယ်ပြီးရင်ကျွန်တော်စီဆွန်းင်းပေါင်တာဒီအသားမုံနဲ့ငယ်ထည့်ပါမယ်အရနာလေးရှိသွားအောင်ပါအားလုံးနှံ့ဆက်အောင်တေချာလေးနေပြီးဆိုရင်ကျွန်တော်တို့ပစုံကိုခုနကျွန်တော်လုပ်ထားတဲ့မုံနစ်ထဲမှာရင်ဆုံးစိမ်မယ်ပြီးရင်ကျွန်တော်ဒီမုံကျွတ်လေးနဲ့ကတ်ပါမယ်မုံကျွတ်လေးနဲ့တေချာလေးကတ်ထားပေးပါခုလိုမျိုးပုံစံလေးလုပ်ထားပေးရမှာဖြစ်ပါတယ်မုံကျွတ်လေးတွေပစုံမှာကတ်အောင်လက်ကလေးနဲ့တေချာလေးဆုပ်ပြီးတော့လှုပ်ထားပေးရမှာဖြစ်ပါတယ်အဲမှာမုံကျွတ်လေးရပစုံမှာတေချာလေးကတ်မှာဖြစ်ပါတယ်စီလေးပူလာပြီဆိုရင်ခုနကကျွန်တော်တို့ဇွန်လေးဖယ်ပြီးကြော်ပါမယ်ဒီနေရာမှာမီးပြင်းလို့မရပါဘူးမီးပြင်းရဆိုအပေါ်မုံကျွတ်တာလေးကျွန်းတော့တတ်ပါတယ်မီးကပုံမှန်အနေထားလို့ဆိုရပါတယ်လိုမျိုးရွှေရောင်လေးတန်းလာပြီဆိုရင်ရပါရဲ့ဗျာဒီနေ့ကျတော့မုံကျွတ်နဲ့လုပ်တဲ့ဆိုတော့ကြာလေးအထားခံပါတယ်ကြာနေတဲ့အေးတော့တဲ့သူကကျွတ်နေတော့ဖြစ်ပါတယ်ဗျာသူနဲ့တွဲစားဖို့အတွက်ကျွန်တော် sauce လေးဖြော်ပေးပြပါမယ်အရင်ဆုံးကျွန်တော်တို့ပဲငက်များရဲ့အကြည်လေးကိုပကံလုံးလေးထဲမှာထည့်ပါမယ်ပြီးရင်ကျွန်တော်ရှာရခါရေအနှဲငယ်ထည့်ပါမယ်ပြီးရင်ကျွန်တော်တခြားအနှဲငယ်သုံးပြီးရင်နန်းစီမွေးတဲ့အနေငယ်သုံးပါမယ်
ပြီးစားနဲ့ငယ်တက်ထည့်ပြီးတော့ကျွန်တော်နှက်ဆောင်သေးချာလေးမွေးပြလိုက်မယ်ဆိုရင်ခုနကကျွန်တော်ကြော်ထားတဲ့ပစွန်တံပူရကြော်လေးနဲ့တွဲစားလို့ရပါတယ်ကလေးတွေအကြိုက် sauce လေးဖြစ်ပါတယ်ဗျာခုလိုမျိုးကျွန်တော်ရဲ့ဗီဒီယိုလေးတွေစုံနေလိုက်ပါကြည့်ရှုတဲ့ရောက်တိုင်းကိုလည်းသူပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်ကတော့ဟင်းချက်နည်းတွေကိုတီးတလောက်ပြန်လဲမျှဝေပေးနေတဲ့ style ဖြစ်ပါတယ်ဗျာနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါစို့ခုလိုမျိုးဗီဒီယိုလေးတွေကြိုက်နေတဲ့ဆိုရင် like and share follow လေးနဲ့အားပေးတော့ကြပါလို့တောင်းဆိုပါရစေ